Meliodas ကလွန်ခဲ့တဲ့10နှစ်ကအဖြစ်အပျက်ကိုပြန်ပြောပြပါတယ်။သူမမီလောက်ကတော့နန်းတော်အပြင်ဘက်ကရဲတိုက်ဟောင်းတစ်ခုစီသူတို့ကိုဆင့်ခေါ်ခံခဲ့ရကြောင်းအဲ့ဒီကိုရောက်တော့ Grandmaster အသက်ခံထားတာကိုတွေးလိုက်ရကြောင်းပြီးတော့သူတို့ဝိုင်းထားခံလိုက်ရကြောင်းနဲ့အဲ့ဒါသူမမီလောက်အကုန်ပြေကြောင်းပြောလိုက်ပါတယ်။နောက်ပြီးသူတနေရာမှာတတိပြန်ရလာပြီးဟော့နဲ့တွေ့ဆုံခဲ့ကြောင်းထပ်ဆောင်းပြောလိုက်ပါတယ်။ Elizabeth ကဒါဆိုရင် Grandmaster ကိုတတ်တာ7 Daily စမဟုတ်ဘူးလို့ဝမ်းသာအားရပြောလိုက်ပေမဲ့ဂေးသန္တာကတော့ဒါတွေကိုစိတ်ဝင်စားပါဘူး။သူက Elizabeth ကိုထော်သွားဖို့ပြောပြီး Elizabeth ကမတတ်ဖို့သူ့ကိုတားပေမဲ့Meliodas နဲ့ဒီယာနယ်ကိုတက်ဖြတ်ဖို့ပြင်ဆင်ပါတယ်။ဂေးသန္တာကကျိုးတွေကိုဖြတ်ပေးဖို့ပြောပေမဲ့ Meliodas ကတားလိုက်ပြီးသူ့ဘာသူရှင်းနိုင်တယ်လို့ပြောကတည်စည်းကျိုးတွေကိုအလွယ်တကူဖြတ်တောက်ပြီးလွတ်မြောက်သွားပါတယ်။ဂေးသန္တာနဲ့ Meliodas ရဲ့တိုက်ပွဲစတင်ပါတော့တယ်။ဂေးသန္တာကသူ့ရဲ့ဓာတ်နဲ့ Meliodas ကိုအဆက်မပြတ်တိုက်ခိုက်လိုက်ပါတယ်။သူတို့ရဲ့တိုက်ခိုက်မှုတွေကမျက်စိလုံးလို့မျက်စိနဲ့တောင်လိုက်မမိနိုင်ပါဘူး။ဂေးသန္တာကသူကအရင်ကလိုကလေးမဟုတ်တော့ကြောင့်အခုသူက7 Daily စင်းနဲ့ပိုတန်မာနေပြီလို့ကြွေးကြော်ပါတယ်။ Meliodas ကတော့သူ့ရဲ့ကျိုးနေရဲ့ဒလိုလေးနဲ့ပဲတိုက်ခိုက်နေတာပါ။ဂေးသန္တာရဲ့လေသီးချက်တွေကပြည့်ထန်လို့ Meliodas ခန္ဓာကိုယ်မှာဒဏ်ရာတွေရလာပါတယ်။နောက်ဆုံးမှာတော့ဂေးသန္တာက Meliodas ရဲ့နောက်ကျောကိုဓာတ်နဲ့ခုတ်လိုက်ပြီး Meliodas လဲကျသွားပါတယ်။ Elizabeth နဲ့ဒီယာနယ်တို့ကစိုးရင်တကြီးအော်ဟစ်လိုက်ကြပါတယ်။မြေကြီးပေါ်မှာလဲကျနေတဲ့ Meliodas ကိုဂေးသန္တာကထက်သီးကနေကြည့်ပြီးနောက်ဆုံးမှာတော့စသိန်းသွားပြီးငကားပြတ်တာ Meliodas မင်းမမာတရားစကားရှိသေးလားလို့မေးလိုက်ပါတယ်။ Meliodas ကနာကျင်နေတဲ့ကြားကနေမောဟိစွာနဲ့သူသိချင်တာတစ်ခုတည်းရှိပြီးကျန်တဲ့7 Daily စင်းတွေဘယ်ရောက်နေရလဲလို့မေးလိုက်ပါတယ်။ဂေးသန္တာကMeliodasသေတော့မယ်လို့ယုံကြည်သွားပြီးတေမင်းစီမတော့ခင်ပြောပြလိုက်မယ်ဆိုကရေခွေးပြစ်တာဘန်ကတော့ Best ထောင်ထဲမှာအဖက်ခံထားရကြောင်းဝုံပြစ်တာအကင်းကတော့တည်သွားပြီး Necropolis တင်းချိုင်းမှာမြုပ်ထားတယ်လို့ပြောလိုက်ပါတယ်။နောက်ပြီးစိတ်မပူဖို့နဲ့ကျန်တဲ့သူတွေကိုလည်းမင်းစီမကြခင်ပို့ပေးလိုက်မယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီစကားကိုကြားလိုက်ရတဲ့အချိန်မှာတော့ Meliodas ရဲ့မျက်နှာထားကချက်ချင်းပြောင်းလဲသွားပါတယ်။လက်ကျနေရာကနေချက်ချင်းထားရလိုက်ပြီးသူ့မျက်နှာမှာအပြုံးတစ်ခုပေါ်လာပါတယ်။ Thank you little Gildana လို့ပြောလိုက်ပြီး The 7 Deadly Sin Enemy ရဲ့ episode 3ကတော့ဒီမှာပဲပြီးဆုံးသွားခဲ့ပါတယ်။